ရှင်းနေခေါ်မလေးအမေကမမိဘူးအဲ့ဘောအမေဘာလို့တက်တော့တက်ပြီးတော့လက်စမကြောက်ဘူးအမေဖဲမယ်တရားလေအမေလည်းကအပေါ်မိရအမေကမတက်တော့တက်ပြီးတော့ဟဲ့ဘယ်ဘောတော့တော့မလားကိုယ်ဆင်းနိုင်လားအဲ့ဘောကဘာလို့တက်တာဘာလို့အဲ့ဘောတက်တာနောက်မင်းမရှိမတက်နဲ့တော့အဲ့ဘောအဲ့ဒါဘာလို့အမေခေါင်းအောင်လို့ခိုင်းတာတော့စင်းမလားကောအေးအမေမရှိရင်ကြာရင်ဘယ်နဲ့လောက်မှာဒါကြောင့်အမေမရှိတော့ဆိုမတက်နဲ့နော်အမေမရှိတော့တက်လို့ကြာရင်ဘယ်နဲ့လောက်မှာတော့ကဲအခုအမေတို့အကိုတို့အဖေတို့ရှိရလေအမေတို့ဖေတို့အမေရှိတော့မတက်နဲ့လို့တက်ရင်ကြာလိမ့်မယ်လို့မတက်နဲ့နော်ကြာလားမကြရင်တော့ဘာလို့အမေခေါင်းအောင်ခိုင်းတာလဲဘလို့စင်မှာတော့အဲ့ဘလို့စင်မှာမစင်တတ်တော့ခုစမစင်တတ်တော့မလားကိုဘလို့ရရတော့ကြာလားမူးမူးอ่ะစင်ကြမယ်လို့ပြောတာဟုတ်လား